မြန်မာလူငယ်မျိုးဆက်ပေါင်းများစွာရဲ့အတွေ့အခေါ်တွေကိုလွှမ်းမိုးဖော်ခဲ့တဲ့ကန်ဝန်စာအုပ်တော်ချီပါတယ်။အဲ့ဒါကတော့ဆရာကြီးပီမိုးနဲ့ရဲ့အောင်စိတ်ဆိုတဲ့စာအုပ်ပါပဲ။ဒီနေ့မှာတော့ဒီစာအုပ်ထဲမှာဖော်ပြထားတဲ့အောင်မြင်ခြင်းရဲ့လူ့ဝတ်ချက်တွေကိုအတူတူလေ့လာကြည့်ကြအောင် ကဲအောင်မြင်ခြင်းနဲ့ကြာရှုံးခြင်းအဲ့ဒီနှစ်ခုကိုတကယ်တမ်းဘာကများခွဲခြားထားတာလဲစူးစမ်းမှုလားကံတရားလားဒါမှမဟုတ်တခြားတစ်ခုခုများဖြစ်မလားဆရာကြီးပြီးဖို့နဲ့ရစာအုပ်ရတော့အဖြစ်ကကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုနီးစပ်ပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာပဲရှိနေတာပါ ဟုတ်ပါတယ်အဓိကတော့ချက်ကတော့အောင်စိတ်ပါပဲဒါဆိုအဲ့ဒီအောင်စိတ်ဆိုတာကဘာကိုပြောတာလဲသူ့ရဲ့အသေးပဲကိုတည်တည်ချာချာလေးအရင်လေ့လာကြည့်ကြရအောင် ဆရာကြီးပီမိုနဲ့ရေးခဲ့တဲ့ဒီအောင်စိတ်ဆိုတဲ့စာအုပ်ကလည်းဒီတိုင်းရိုးရိုးစာအုပ်တော့မဟုတ်ပါဘူးဒါကတကယ်ကိုမြန်မာနိုင်ငံကတွေးခေါ်ရှင်တွေစူးစမ်းခြင်းစိတ်ရှိတဲ့သူတွေအတွက်မျိုးစစ်တီများကြီးကိုလမ်းပြပေးခဲ့တဲ့လက်ဆွဲစာအုပ်ကောင်းတဲ့အုပ်ပါ ဒါဆိုအောင်စိတ်ဆိုတာတက်ခဲ့တော့ဘာလဲရှင်းရှင်းလေးပြောရရင်လေဒါကမယိုင်မလဲတဲ့ကိုယုံကြည်မှုပြီးတော့ဒုက္ခတွေကိုကြမ်းကြမ်းခံနိုင်တဲ့စွမ်းရည်နောက်ပြီးအရာရာကိုအရင်ဆုံးစပြီးလုပ်ချင်တဲ့စိတ်တက်အဲ့ဒီအရာတွေပေါ်မှာအခြေခံထားတဲ့တွေးခေါ်ပုံစံတစ်မျိုးပေါ့ဒါဟာဘလို့ရီမချက်မျိုးကိုမဆိုအောင်မြင်အောင်လုပ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံအုတ်မြစ်ကြီးတစ်ခုပါပဲ ဆရာကြီးပီမိုနင်းကိုတန်ကသူ့စာအုပ်ရဲ့နေတန်းမှာဒီလိုကိုရေးခဲ့တာครับလူတို့ဒီမိမိတို့ဤဘဝခရီးခရောင်းလန်း၌မိမိတို့လူရခရီးတို့ချောမောတာယာဆိုတော့ရောက်ရှိကြကုန်ဟန်ကအောင်စိတ်တီဟူသောလက်ကိုက်တို့ကိုသာကိုက်ဆွဲကြရကုန်၏ဆိုပြီးလို့လीဒီစကားတစ်ခုနဲ့တင်အောင်စိတ်ကဘလောက်အရေးပါလဲဆိုတာတော်တော်လေးလို့ထင်ထင်ရှားရှားမြင်နိုင်ပါတယ် ကဲအောင်စိတ်ရဲ့အခြေခံကိုနားလည်သွားပြီဆိုတော့သူရဲ့အဓိကကြတဲ့အစိပ်ပိုင်းတစ်ခုကိုဆက်ပြီးကြည့်ရအောင်အဲ့ဒါကဘာလဲဆိုတော့စိတ်တက်ပါပဲစိတ်တက်ကဘာလို့များဒီလောက်တောင်အရေးကြီးရတာလဲ ဒီမှာကြည့်တယ်အောင်စိတ်နဲ့အရှုံးစိတ်ရဲ့တွေးခေါ်ပုံကဘလောက်กว่าလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်အောင်စိတ်ရှိတဲ့သူကငါဖြည့်ရှင်းနိုင်မယ်နီလာတစ်ခုတော့ရှိမှာပါလို့တွေးတဲ့အချိန်မှာအရှုံးစိတ်ကတော့ဒါဘလို့မှမဖြစ်နိုင်ဘူးဆိုပြီးလက်လျော်လိုက်တော့တယောက်ကဒါကိုအခွင့်ရလို့မြင်တယ်နောက်တစ်ယောက်ကတော့ပြဿနာကြီးတစ်ခုလို့မြင်တယ်ကိုလိုရဲ့ကိုထိန်းချုပ်နိုင်တယ်လို့ယုံကြည်နေတဲ့သူနဲ့ကိုကံကြမ္မာတဲ့တားကောင်အဖြစ်ပဲမြင်နေတဲ့သူအဲ့လိုကိုကြွားချသွားတာပါ ဆိုတော့ဆရာကြီးပီမိုနဲ့ပြောချင်တဲ့အဓိကအချက်ကဘာလဲဆိုတော့လေလူတစ်ယောက်ရဲ့စိတ်ဓာတ်ဟာလောကကြီးကိုကြည့်တဲ့မန်ဘီလူတက်လာတဲ့အကျူတူပဲတဲ့အဲ့ဒီမန်ဘီလူကပဲကိုကြုံရတဲ့စိန်ခေါ်မှုတွေအခွင့်အလမ်းတွေကိုအယောင်ဆိုးပေးနေတာပေါ့ပြောချင်တာကအပြင်ဘက်ကဘာတွေပဲဖြစ်ဖြစ်အဲ့ဒါတွေထက်ကိုယ့်ရဲ့အတွင်းစိတ်အခြေအနေကသာရလက်ကိုအဓိကပုံဟောပေးနေတယ်ဆိုတဲ့အချက်ပါပဲ ဒါပေမဲ့စိတ်သက်ကောင်းတစ်ခုတည်းရှိနေုံနဲ့ရောလုံလောက်ပြီလားအဖြေကတော့လုံးဝမလုံလောက်သေးပါဘူးအောင်စိတ်ကိုတကယ်အသက်ဝင်လာအောင်လုပ်ပေးမဲ့နောက်ထပ်မရှိမဖြစ်လိုအပ်တဲ့ຢာကတော့လုံလောက်ဝီရိယပဲဖြစ်ပါတယ်ကဲသူ့ရဲ့စွမ်းအားကိုစက်ကြည့်ကြအောင် ဒီလိုစဉ်းစားကြည့်လို့ရတယ်စိတ်ဓာတ်ဆိုတာကကားရင်ချင်းကိုလောင်စာဖိပေးတာနဲ့တူတယ်ဆိုရင်လွန်လာဝီရိယကတော့အဲ့ဒီကားကိုတကယ်တော့မောင်းထွက်တဲ့လောက်ရပါပဲနေတိုင်းလုပ်တဲ့တင်းငယ်ပေးမဲ့တဆိုင်မမလုပ်တဲ့စူးစမ်းမှုလေးတွေကလေအခင်းကြလာတာနဲ့အမြပေါင်းပြီးတော့ကြီးမားတဲ့ရလဒ်တွေကိုဖြစ်လာစေတာလွန်လာကပြင်းကြီးတာတွေအချင်းဆွဲတာတွေကိုကြော်လွှားနိုင်စေတယ်စိတ်ကူးထဲမှာပဲရှိနေတဲ့ယုံကြည်ချက်ကိုလက်တွေ့ကြတဲ့ရလဒ်အဖြစ်ပြောင်းလဲပေးတယ်နောက်ဆုံးမှာကိုလေးစားမှုကတိဆောက်ပြီးနိုင်ပါတယ် ဒါကြောင့်ဒီစာအုပ်ရဲ့အတွေ့အခေါ်အရအောင်မြင်မှုဆိုတာရာနိုပြည့်ချိုးစားထုံမှုကိုလွယ်ပါတယ်။တနည်းပြောရရင်စိတ်ဓာတ်ကောင်းကိုမဆုံးမတဲ့လုံလဝေးရဲ့နဲ့ပေါင်းစပ်နိုင်မှတလည်းတကယ်အောင်မြင်မှုကိုရရှိနိုင်မှာပါ အောင်မြင်မှုခီးလမ်းမှာလေဘယ်သူမှရှောင်လွဲလို့မရတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကတော့ကြာရှုံးမှုပါပဲဒါဆိုရင်အောင်စစ်ကဒီကြာရှုံးမှုတွေကိုဘယ်လိုရှုမြင်ပြီးတော့ကြော်လွှားတယ်လဲဆိုတာကိုကြည့်လိုက်ကြအောင်အောင်စစ်ရှိတဲ့သူတွေတော့ကြာရှုံးမှုဆိုတာအဆုံးဖြတ်ပေးတဲ့တရားစီရင်ချက်တစ်ခုမဟုတ်တော့ပါဘူးဒါသင်ခန်းစာတစ်ခုပဲကိုယ့်ရဲ့နီးဗျူဟာတို့ပြန်လဲတုံးတက်ပြီးတော့ပိုကောင်းအောင်လုပ်ဖို့ရလာတဲ့ခွင့်ရတစ်ခုပေါ့ကိုယ့်စစ်တပ်ခိုင်မာမှုနဲ့ကတိတည်မှုကိုစမ်းသပ်တဲ့စိန်ခေါ်မှုတစ်ခုလည်းဖြစ်တယ်တကယ်တော့လေအတိတ်ပြရှိရဲ့ခီလန်တိုင်းမှာဒါမလွဲမသွေကြုံခဲ့ရမယ့်စိတ်ပိုင်းတစ်ခုပဲပြီးတော့ကိုဟာအတိုင်းတာတစ်ခုကိုကြော်လွန်ပြီးစူးစမ်းနေလဲဆိုရင်တစ်တစ်တစ်ခုလည်းဖြစ်နေပါရော ဒီအမြင်ကိုပို့ပြီးမှတ်မိလွယ်အောင်ပြောရရင်တော့အမားမြောက်ဆိုတာတန်ဖိုးရှိတဲ့ပညာရေးအတွက်ပေးဆက်ရတဲ့ကျူရှင်လက်ခါတွေပါပဲတဲ့ဒါကြောင့်အမားတွေပါနဲ့တင်ယူပြီးရှစ်ဆက်ဖို့ပဲလိုတာပါ ကဲဒီလောက်ဆိုရင်သဘောတရားတွေကိုနားလည်လောက်ပြီဆိုတော့ဒါတွေကိုလက်တွေ့အသုံးဖြစ်အဖုံးချဖို့ရိုးရှင်းတဲ့အစဉ်သုံးစဉ်ကိုကြည့်လိုက်ရအောင်ပထမဆုံးကိုယ့်ရဲ့အတွေးတွေကိုတတိထားပြီးစောင့်ကြည့်ပါအပြည့်သဘောဆောင်တဲ့ကိုအားငယ်စေတဲ့အတွေးတွေပေါ်လာတိုင်းဟေ့မဟုတ်သေးဘူးဆိုပြီးစိန်ခေါ်လိုက်ပါဒုတိယအချက်ကလှုပ်ဆောင်မှုတစ်ခုကိုအခုပဲစလုပ်ပါနေတိုင်းလုံနိုင်မဲ့သိငယ်ပေမဲ့တစိုက်မမတ်လုံနိုင်မဲ့အလုပ်တစ်ခုကိုရွေးချယ်ပြီးလှုပ်ဆောင်သွားပါနောက်ဆုံးအချက်ကတော့ကြာရှုံးမှုအပေါ်အမြင်ပြောင်းကြည့်ပါ
မကြတဲ့ခင်ကကြုံခဲ့ရတဲ့ကြာရှုံးမှုတစ်ခုကိုအဆုံးတက်တစ်ခုအဖြစ်မမြင်ပဲအော်ဒါကနေငါပါတင်ယူလိုက်ရတယ်လေဆိုတဲ့တင်ယူချက်တစ်ခုအဖြစ်ရှုမြင်လိုက်ပါ ဒီနေ့လိုရရအောင်အပြောင်းအလဲမြန်နေတဲ့ခေတ်ကြီးမှာဆရာကြီးပြီးမုန်းင်းရဲ့ဒီအောင်စိတ်တွေးခေါ်တွေဟာအရင်ကထက်တောင်ပိုပြီးတန်ဖို့ရှိလာပါတယ်။ဒါကြောင့်ဒီတင်ဆက်မှုရဲ့အဆုံးမှာဒီမေးခွန်းလေးနဲ့ပဲညီကုန်းချုပ်ပါစေ။အခုချိန်ကစပြီးကိုယ့်ရဲ့အောင်စိတ်ကိုဘယ်လိုနီလာနေနဲ့စတင်တည်ဆောက်သွားကြမလဲ။